ထုံးကျော်ဟာတောဟုအဆုံးမှရှိတဲ့တွေးမြစ်စီကိုရောက်လာခဲ့တယ်။မြစ်ကတာမန်ရေမဟုတ်ပဲနီရဲနေတဲ့ပြစ်ချွဲအရည်တွေနဲ့ပြည့်နေပြီးအဲ့ဒီမြစ်ထဲကနေအော်ညည်းတန်တွေရုံးကန်တန်တွေထွက်ပေါ်နေတယ်။အဲ့ဒီမြစ်ဟာလူတွေရဲ့ဝိညာဉ်အကျွမ်းကြံတွေကိုစုစည်းထားတဲ့မပြန်လန်းပဲ။မြေကမ်းနားမှာရောက်နေတော့ရွာသားတွေရဲ့ခြေတံတွေကတောဟုတ်ထဲကနေထွက်လာပြီ။သူတို့ကထွန်းကျော်ရဲ့အနံ့ကိုခံပြီးတလန်းချင်းချင်းကပ်လာတယ်။ငါဒါကိုဖြတ်ကူးမှထင်မယ်။ဒီတိုင်းနေရင်သူတို့လက်ထဲကိုပြန်ရောက်သွားလိမ့်မယ်။သူမြေထဲကိုခြေချလိုက်တဲ့အခါမြေရီကသူ့ခြေထောက်တွေကိုဆွဲထားတယ်လို့ပဲအေးဆက်ဆက်အထီးတွေနဲ့အတူသူ့ခန္ဓာကိုယ်ထဲကအပူဓာတ်တွေကိုစုပ်ယူသွားတယ်။ထွန်းကျော်ရေထဲကိုတဖြည်းဖြည်းလန့်ကူးတယ်။မြစ်အလယ်ကိုရောက်တဲ့အခါရေပြင်ပေါ်မှာရုပ်ပုံတွေပေါ်လာတယ်။အဲ့ဒါတွေကသူ့ရဲ့အတိတ်ကအမှတ်တရတွေ။သူမိဘတွေနဲ့ပျော်ရွှင်ခဲ့တဲ့အချိန်သူကားမတော်တဆထိခဲ့တဲ့အချိန်အဲ့ဒီအချိန်တွေကမြေရီထဲမှာအရှင်လက်ပြန်ပေါ်လာတယ်။ရုတ်တရက်ရေအောက်ကနေလက်အစုံကထွက်လာပြီးသူ့လက်ပင်ကိုဆွဲညစ်တယ်။အဲ့ဒီလက်တွေကသူ့ရဲ့အတိတ်တွေပဲ။သူလှုပ်ခဲ့တဲ့အမားတွေသူနောင်တရခဲ့တဲ့အရာတွေကသူ့ကိုဒီနေရာမှာပဲပစ်လောင်ထားဖို့ကြိုးစားနေတာ။မင်းကဒီနေရာကနေထွက်သွားဖို့မထိုက်တန်ဘူး။မင်းကငါတို့ရဲ့အစိတ်ပိုင်းပဲ။ထုံးကျော်အသက်ရှူရတာခက်ခဲလာတယ်။ရေမျက်နှာပြင်ပေါ်ကိုခေါင်းဖော်ဖို့ကြိုးစားနေမဲ့သူ့ရဲ့နောင်တတွေကသူ့ကိုအောက်ကိုဆွဲချနေတယ်။အဲ့ဒီချိန်မှာပဲကန်းနာကနေမိမအပြိုးကအော်ပြောလိုက်တယ်။ထုံးကျော်မင်းရဲ့နောင်တတွေကိုစွန့်လွတ်လိုက်အဲ့ဒါတွေကိုမြစ်ထဲမှာပဲထားခဲ့လိုက်မင်းရဲ့အနာဂတ်အတွက်မင်းရဲ့အသိကိုစသေးမှရမယ်ထုံးကျော်ဟာနောက်ဆုံးအစွမ်းကုန်ကြိုးစားပြီးသူ့ရဲ့နောင်တတွေကိုဖျက်ထုတ်လိုက်တယ်သူ့ရဲ့အတိတ်အမှတ်တရတွေကိုမြစ်ထဲမှာလွတ်ချလိုက်တဲ့အခါသူ့ခန္ဓာကိုယ်ကပေါ့ပါသွားပြီးရေမျက်နှာပြင်ပေါ်ကိုရောက်လာတယ်သူကန်းကိုတက်လိုက်တဲ့အခါသူ့ရဲ့အတိတ်မှတ်ဉာဏ်တွေပျောက်ဆုံးသွားသလိုခံစားရတယ်သူဘသူလဲဆိုတာတောင်သိချာမမှတ်မိတော့ဘူးဒါပေမဲ့သူအသက်ရှင်နေတယ်ဆိုတာတော့သိလိုက်တယ်သို့တော်လည်းသူ့နောက်မှာကျန်နေတဲ့ရွာသားတွေဟာမြစ်ကိုဖြတ်ဖို့ပြင်ဆင်နေကြပြီသူတို့ကမြစ်ကိုဖြတ်ကူးဖို့တယောက်နဲ့တယောက်အလောင်းကောင်တွေကိုထပ်ထိုးပြီးတဒန်းလုံနေကြတာကိုမြင်လိုက်ရတယ်ထွန်းကျော်ပြေးရတော့မယ်ရွာရဲ့အပြင်ဘက်ကိုရောက်ဖို့နောက်ဆုံးအခွင့်အရေးပဲ